ကျွန်တော်နေထိုင်တဲ့လောကကြီးကတော့တနေ့ထက်တနေ့ဆိုးရုပ်ပျက်စီးလာခဲ့ပြီဖြစ်ပါတယ်ဒီထဲမှာကျွန်တော်ဘယ်လိုရှင်သန်သွားရမယ်ဆိုတဲ့ဟာကိုကျွန်တော်အချက်၃ချက်နဲ့ကျွန်တော်ပြောပြချင်ပါတယ်ကျွန်တော်ခေတ်ကာလကတိုးတက်လာတယ် AI ခေတ်ရောက်လာတယ် AI နည်းပညာတွေကလည်းလူသားတွေကိုအများကြီးလွှမ်းမိုးလာတယ်ထို့အတူအလောက်ကန်ရှားပါမှုတွေဆင်းရဲမွဲတေမှုတွေစစ်ပွဲတွေတဘာဝဘေးအန္တရာယ်တွေဒီအရာတွေကယနေ့ခေတ်လူသားတွေပေါ်မှာကြာရောက်လာပြီဖြစ်ပါတယ်ဆိုတော့ဒီຢာတွေကြောင့်လူတွေဟာစိတ်ဖိစီးမှုတွေအစင်မပြေမှုတွေခံစားရတာဖြစ်ပါတယ်ကျွန်တော်2019 20ကနေစတင်နေဆိုတော့မှားမယ်မထင်ဘူးဗျ2019မှာကျွန်တော် COVID-19 စတင်ခြင်းနဲ့သူဆင်းရဲမှုတွေကြောက်လန့်မှုတွေလူတွေရဲ့နေထိုင်မှုပုံစံတွေကမူအရင်ပုံစံတိုင်းမဟုတ်တော့ဘဲနဲ့ပြဿနာတွေစတင်လာခဲ့တယ်အခု2025အထိပေါ့ဆိုတော့ဒီຢာတွေကြောင့်လူတွေကပင်ပန်းမှုတွေခံစားရတယ်ဆင်းရဲမှုတွေတိုးလာတယ်တနေ့ဆိုးရွားလာတယ်ဒီထဲမှာကျွန်တော်ဘယ်လိုရှင်သန်ရမလဲဆိုတဲ့အရာကိုအချက်၃ချက်အနေနဲ့ရှင်းပြချင်ပါတယ်နံပါတ်1အချက်ကတော့ကျွန်တော်တို့တွေစားဝတ်နေရေးဖြစ်ပါတယ်ကျွန်တော်စားဝတ်နေရေးအတွက်ကျွန်တော်တို့စီးပွားရေးပြေလည်ဖို့လိုအပ်ပါတယ်ဆိုတော့ဒီຢာထဲမှာကျွန်တော်တို့နံပါတ်1အနေနဲ့ကျွန်တော်ဘာပြင်ဆင်ဖို့လိုအပ်တဲ့ဆိုရင်တော့ကျွန်တော်တို့စီးပွားရေးလုပ်ကိုင်မှုတွေပဲဖြစ်ပါတယ်အလုပ်ကိုင်တွေရှားပါခြင်းစီးပွားရေးကြာဆင်းမှုတွေကြုံတွေ့နေရတဲ့ကျွန်တော်တို့နိုင်ငံအပါအဝင်ကမ္ဘာတဝန်းမှာရှိတဲ့နိုင်ငံတော်တော်များများတွေလည်းဒီຢာကိုကြုံကြရပါတယ်ဆိုတော့အဲ့ဒီအဲမှာကျွန်တော်တို့လူသားတဦးအနေနဲ့ဒီမှုရာတွေကိုကြုံတွေ့တဲ့လူသားတဦးအနေနဲ့အလုပ်အကင်တစ်ခုတည်းလုပ်ကင်လို့မရတာဖြစ်ပါတယ်ကျွန်တော်အလုပ်ကင်ကိုတစ်ခုမဟုတ်ရင်နှစ်ခုသုံးခုလောက်ထိဖြန့်ကျက်ပြီးတော့လုပ်ကင်တတ်ဖို့လိုပါတယ်ဥပမာကျွန်တော်ကဆန်ရောင်းတယ်ဆိုရင်ကျွန်တော်ကတခြားသောဝတ်ထည်ရောင်းတာမျိုးတွေတခြားသောပရိဘောကပစ္စည်းမျိုးတွေကိုဖြန့်ကျက်ပြီးတော့တခြားဈေးဆိုင်တွေကိုထပ်ချက်ပြီးဖွင့်တာမျိုးဖြစ်တင်တာပေါ့နော်ဥပမာပြကျွန်တော်ဆန်ရောင်းလို့ဆန်ကအစင်မပြေတော့ဘူးဆိုရင်ကျွန်တော်ကဘာမှမလုပ်တတ်တော့တာမျိုးမဖြစ်အောင်ကျွန်တော်လုပ်ငန်းကိုတစ်ခုနှစ်ခုသုံးခုလောက်ဖြန့်ကျက်ပြီးဒီခေတ်ကာလထဲမှာလုပ်ပို့ပြီးတော့လုပ်ဖို့လိုအပ်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်နံပါတ်2အချက်အနေနဲ့ကတော့ကျွန်တော်ဘာလဲဆိုတော့ကျွန်တော်စိတ်နဲ့ခံတာဖြစ်ပါတယ်ယနေ့ခေတ်ကာလကဆိုးရုပ်တယ်အန်ဒီများလာတဲ့အတွက်ကျွန်တော်တွေစိတ်ပင်ပန်းရတယ်ထို့အတူကျွန်တော်လုတ်ကန်စားတော့ရတဲ့ခါမှာကိုပင်ပန်းရတယ်ဒီအရာကြောင့်ကျွန်တော်တွေတခါတည်းအလုတ်အကိုင်းတွေပြဿနာတွေပေါ်မှာအာယုံစိုက်ပြီးတော့ကျွန်တော်ကျမ်းမာရေးအတွက်မေ့လျော့နေတတ်ကြပါတယ်ဆိုတော့ကျွန်တော်စိတ်ကျမ်းမာဖို့ရောကိုယ်ကျမ်းမာဖို့ရောဂရုစိုက်ရမှာဖြစ်ပါတယ်ကိုယ်ကျမ်းမာမှစိတ်ကျမ်းမာတယ်စိတ်ကျမ်းမာမှကိုယ်ကျမ်းမာတယ်ဒီနှစ်ခုစလုံးအတွက်ကျွန်တော်တွေတရားထိုင်တာမျိုးတွေမိတ်ဆွေပေါင်းတင်မျိုးနဲ့တွေ့ဆုံတာမျိုးတွေကိုဂရုစိုက်တာစာဖတ်တာတရားထိုင်တာဖျားเจ้าကနေသွားတာဖျားဝတ်ပြုတာဖျားနဲ့အာယုံပြုတာစသဖြင့်ပေါ့ကျွန်တော်တွေဒါတွေကိုကျွန်တော်လှုပ်ဆောင်ဖို့လိုအပ်တာဖြစ်ပါတယ်ဒါကြောင့်အဲ့ဒီအရာလုံးမှသာလေခန္ဓာကိုယ်စိတ်ကောကျွန်တော်တွေထိမ့်နိုင်မှာဖြစ်ပါတယ်ခေတ်ကာလဆိုးတဲ့ထဲမှာစိတ်တောကတွေမများဘဲနဲ့ထိမ့်ချုပ်နိုင်ဖို့အတွက်ကျွန်တော်တွေဖျားတရားလုပ်ခြင်းစသဖြင့်ကျွန်တော်စိတ်နဲ့ခန္ဓာကိုဂရုစိုက်မှာဖြစ်ပါတယ်နံပါတ်3အချက်အနေနဲ့ကတော့ဘာလဲဆိုတော့နည်းပညာဖြစ်ပါတယ်အခုဆက်သွားတော့မဲ့2025ကနေဒီ2050တွင်းဒေတာနည်းပညာအထွတ်ထိပ်ရောက်မဲ့နှစ်လို့ကျွန်တော်ပြောလို့ရတယ် artificial intelligence ဉာဏ်ရည်တုကလည်းတစ်နှစ်ထက်တစ်နှစ်ပိုပြီးတိုးတက်လာခြင်းနဲ့တူနောက်ပိုင်းမှာလူသားတွေရဲ့လုတ်ကင်တဲ့အခွင့်အရေးတွေပေါ်မှာဒီ artificial intelligence ကနေရာယူသွားမှာဖြစ်ပါတယ်ဒါကြောင့်မကျွန်တော်တို့ကဒီအရာကိုမတုံးတက်ဘူးဆိုရင်တော့ကျွန်တော်တို့လူတွေကြားထဲမှာကျွန်တော်ပြက်ကြံခဲ့ပြီးတော့ဘာမှမလုပ်တတ်မကင်တတ်ပုံစံမျိုးဖြစ်သွားနိုင်တယ်ပေါ့နော်ဘယ်လိုဖြစ်ဖြစ်ဒါတွေကဒီຢာနဲ့ရှင်သန်သွားမဲ့လောကကြီးအတွက်ကျွန်တော်ဒါတွေကိုနားလည်ထားဖို့လိုပါတယ်လေ့လာဖို့လိုပါတယ်ဘာမှမသိရင်တော့မှလိုက်လံစမ်းသပ်သုံးကြည့်ပြီးတော့ရှင်သန်ဖို့လိုအပ်ပါတယ်ဆိုတော့ဒီအကြောင်းအရာတွေပဲဖြစ်ပါတယ်ကျွန်တော်ခေတ်ကာလဆိုးထဲမှာအရောက်စီတိုင်းကိုယ့်ဘဝကိုအကောင်းဆုံးပြင်ဆင်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းမေတ္တာပို့ပါတယ်နားထောင်ပေးတဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်